မင်္ဂလာပါဒီတောက်ကြနေ့28ရက်နေ့3လပိုင်းမှာအတွက်ဘာထိုးရမလို့ဆိုတာလေကျွန်တော်ရဲ့တုတ်ခွင်လေးရှိရဲ့တုတ်ခွင်လေးတစ်ချက်ပြပြပါမယ်အခုထိုးရမယ့်ကဏ္ဍလေးကိုအရင်ပြပါမယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တာနဲ့ထိုးခန်းလေးမှာတွေ့ခဲ့သည်ရှိရောဒီကဏ္ဍလေးကောက်ထိုးလိုက်ပါ12နာရီအတွက်ဆိုရင်နေ့လယ်12နာရီအတွက်ဆိုရင်1ခွန်ထိုးမယ်1 8ထိုးမယ်6ခွန်ထိုးမယ်6 8ထိုးမယ်အပူးလာမှာကြောက်တယ်ဆိုရင်1 1 6 6ခွန်ခွန်8 8ကိုအပူးထားအပူတင်းထားပါနော်ဒီကဏ္ဍနေတင်းထားကိုထိုးစရာရှိတဲ့တခြားကွက်လေးရန်ထားလိုက်ပေါ့ညနေတော့ဆိုရင်ဘေးရကောင်းဆုံးဆိုရင်36 38 35 85 33လုံးဝအမိုက်အရင်ကိုကောင်းပါတယ်နော်အကွက်နဲနေလို့ဒီညနေကဏ္ဍကိုကျွန်တော်တို့ကနှိမ့်လေကြတဲ့ထိုးထားမယ်ဆိုရင်လည်းထိုးတာပါတခါတည်းကျပြောင်းပြန်လာမှာဆိုလို့ပါနော်အဲ့တော့အပူလေးတော့မချန်ထားပါနဲ့အဲ့တော့ကျွန်တော်တို့ကဒီကဏ္ဍလေးပဲထိုးထားမယ်စိတ်မချလို့နောက်တဲ့အရန်နေနဲ့ထိုးချက်มาတယ်ဆိုရင်ဘာမှမရန်နဲ့နော်ဘာမှမရန်နဲ့ဒီပြန်ကြလေးရှိတယ်လို့မလို့981တုံးကနေစလိုက်မယ်981 2363 9336 3968 9435အဲ့လေးပြန်ထိုးကျွန်တော်တို့ကတော့တော့ခင်ကြည့်မနေဘူးဒီကဏ္ဍလေးကိုဒါဒီကဏ္ဍလေးပဲနော်ဒီမှာထိုးထားလိုက်ဒီမှာထွက်လိုက်မယ်ဒီမှာဒီနေ့တောက်ချာနေမှာမထွက်ဘူးဆိုရင်ဒီဟာလေးပဲပြန်ထိုးတနင်္လာနေ့နေ့လေညနေပြန်ထွက်မှာပြန်ကြကဏ္ဍလေပြန်ကြလာဖို့များတယ်အဲ့လာမယ့်တင်းနေလာနေမှာအခုဆက်လိုက်မယ်နော်တောက်ကြနေ့နေ့လေ12နိုင်မှာကျွန်တော်ဒီကဏ္ဍလေးဘာလို့ထုတ်ထားလဲဆိုတာလေးပြမယ်နော်ဒီကွင်လေးအရင်လှပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပေးပါဦးနော်ဘာလို့ဆိုကျွန်တော်YouTube က live လွှင့်လို့မရဘူးဖြစ်နေရဗျဘာလို့လဲဆိုတော့ကျွန်တော်အကောင့် subscribe လုပ်ပေးတဲ့လူအယောက်90မရှိလို့ပါအဲကြောင့်မလို့ကျေးဇူးပြု၍ subscribe လေးလုပ်ပေးကြပါကူညီပေးကြပါကျွန်တော်ပြမယ်နော်မိတ်ဆွေတို့အကြိုက်တူမှထိုးပါနော်ကွင်လေးကတော့အရန်လာပါတယ်ဗျကျွန်တော် white ပြထားရင်နော်ကဏ္ဍလေးဒီလိုလာမယ်လမ်းကြောင်းလေးကသူ့ flow လေးကဒီလိုလေးသူ့လမ်းကြောင်းဒီလိုလာမယ်သူ့လမ်းကြောင်းဒီလိုလာတယ်သူ့လမ်းကြောင်းကဒီလိုလာတယ်သူ့လမ်းကြောင်းကဒီလိုလာမယ်အဲ့တော့ကျွန်တော်တို့ဒီတောက်ကြနေအတွက်တွက်ချက်ရတာမှာကဏ္ဍလေးအဲ့တော့ဆက်တော့မယ်နော်ဒီမှာဒါနေ့လေကဏ္ဍဒါညနေကဏ္ဍပေါ့နော်ဒီမှာလည်းအဲ့လိုပဲအပေါ်ကနေ့လေကဏ္ဍအောက်ကညနေကဏ္ဍအဲ့လိုပဲကြည့်မယ်ဒီမှာ18ဆိုပြီးလာတယ်ပြီးရင်ခွန်လာတယ်26လာတယ်ခွန်5လာတယ်အဲ့တော့ထူးခြားချက်ဘာသွားတွေ့တုံးဆိုတော့8ခွန်6 5အစင်လေးတိုင်သွားတယ်နောက်တစ်ခါကျွန်တော်ကြည့်မယ်နော်39 95 20 39ခွန်ထူးခြားချက်ဘာသွားတွေ့တုံးဆိုတော့9လာတယ်နော်ပြီးရင်39ဆိုပြီးတော့လာတယ်အပူလေးနော်99 39အဲ့လိုလာတယ်အဲ့နောက်တစ်ခုကြည့်မယ်39ဒီမှာကျွန်တော်ခွင်လွဲသွားတယ်39ဆိုလာတဲ့အပူလေးလာတဲ့ခါကျတော့ကျွန်တော်66ဆိုပြီးတော့6ထိပ်ကန်လိုက်တာတကယ်တော့မဟုတ်နှစ်3မျိုးလုံးရှမ်းသွားပါဗျာနှစ်3ပြီးတော့2ပြီးတော့3ဆိုညီကိုလာလေအဲ့ဆို2ပြီးတော့3လာအကြီးလာဆို6ပြီးတော့ခွန်လာမှာအဲ့တော့2 3 6ခွန်အဲ့လိုလာမှာဒါမှမဟုတ်ရင်2 3 1 2လို့ထိုးစရာရှိတယ်ဒါပေမဲ့2တော့မထပ်ဘူး6ခွန်အဲ့လိုလေခွန်လာမှာအဲ့မှာလွယ်သွားနော်2 3 6ခွန်အစင်လိုက်လေနော်အဲ့ဆိုကျွန်တော်ဒီတစ်ခွက်မှာကြည့်အောင်2ခွန်ဒီမှာလည်းအောက်မှာလည်း2ရှိတယ်အဲ့တော့လာနိုင်တာ2ခွန်2ဘာလာနိုင်တော့ခွန်လာမှာလားအဲ့ဆိုရင်2ခွန်2ခွန်အဲ့လိုလာမှာလားဒါမှမဟုတ်ရင်2 8လာမှာလားအဲ့တော့ကျွန်တော်တို့ကနေ့လယ်12နာရီအတွက်ဆိုရင်ခွန်8ကအော်တိုညိမှာခွန်8နှလုံးထဲဝယ်ပတ်ထားလိုက်အောင်မယ်အဆင်ပြေနေ့လယ်မှာလေအဲ့ခွန်ရမပြတ်ဘူးနော်ခွန်8နှလုံးထဲကိုပတ်ထားလိုက်အောင်လည်းကိုထိုးကြီးကာမိရပေါ့အဲ့ထက်မှာကိုကြိုက်တာတင်လိုက်ပေါ့နော်အကိုမိုက်ဒီထဲမှာခွန်ကြိုက်တဲ့လူရှိမယ်ရှိကြတဲ့လူရှိမယ်အဲ့တော့မှဘာကက်ချင်အောင်ပေါ့နော်ကိုကက်ချင်တဲ့ကဏ္ဍလေးကိုတင်ထိုးပေါ့ကျွန်တော်ထပ်ပြီးပြမယ်နော်ခွန်8ပြီးတော့နောက်ထပ်ဘာလာအောင်မအောင်ဆိုခွန်8ကိုဘာကက်အောင်ဆိုထပ်ပြမယ်နော်ဒါနေ့လေအတွက်နော်နေ့လေအတွက်တက်ပြပေးမယ်အဲ့တော့ညနေကဏ္ဍကိုကျွန်တော်တို့ည
ညနေမှာ6 3လို့ထွက်သွားမလားဒီ6 3လို့ထွက်သွားတာကို6ကို1ပေါင်းမယ်3ကို1ပေါင်းမယ်ဆိုရင်ဘာရမလို့ဆို6ကို1ပေါင်းတော့ခွန်3ကို1ပေါင်းတော့4ခွန်4ဒီခွန်4ဟာဘယ်မှာသွားညီလို့ဆိုတော့နောက်နေ့အင်္ဂါနေ့ခွန်5ဆိုပြီးထွက်လာအဲ့တော့တစ်လုံးမညီဘူးလားတစ်လုံးညီရဲ့အဲ့လိုပဲ3 6ကိုပေါင်းမယ်3ကို1ပေါင်းတော့4 6ကို1ပေါင်းတော့ခွန်ဒီ4ခွန်ဟာနောက်တစ်နေ့နေ့လယ်မှာ3ညခွန်ဆိုပြီးညီဗုဒ္ဓနေ့မှာနော်အဲ့တော့ဗုဒ္ဓညနေကဏ္ဍကို1ပေါင်းမယ်6ကို1ပေါင်းတော့ခွန်8ကို1ပေါင်းတော့9ခွန်9ဆိုပြီးတော့ရတာဘယ်မှာသွားညီတော့ဆိုဒီမှာခွန်4ဆိုပြီးလာညီတယ်တစ်လုံးလာညီတယ်အဲ့တော့ကျွန်တော်တို့ကဒီကနေပြီးတော့3ည5ကို1ပေါင်းမယ်ဆိုတော့3ညကို1ပေါင်းတော့1 5ကို1ပေါင်းတော့6 16ဆိုပြီးညီစရာဒီမှာဘာရှိတော့ဆိုတော့16ရှိတယ်အဲ့တော့16ကိုဘာနဲ့ကတ်အောင်ဆိုတော့ခွန်8နဲ့ကတ်အောင်အဲ့ကြောင့်မလို့နေ့လယ်မှာ16အပိုင်းနောက်ဘာကတ်အောင်ဆိုခွန်8အဲ့တော့ကျွန်တော်တို့က1ခွန်18ရှိမယ်6ခွန်68ရှိမယ်ဒါဒီ၄ခွက်ပဲဒီ၄ခွက်ကအော်လိုက်တော့ကြိုက်တယ်ဆိုရင်မကျွန်တော်တက်ထားတဲ့ခွင်လေးကိုကြိုက်တယ်ဆိုရင်တော့ဟိုမြန်ထိုးပါထိုးလို့ပေါက်တယ်ဆိုရင်လည်းကျွန်တော်ကိုနည်းနည်းစေနိုင်ရှိတော့ညီလေးတွက်လိုက်လို့ပေါက်တယ်မောင်လေးတွက်လိုက်လို့ပေါက်တယ်သားတွက်လိုက်လို့ပေါက်တယ်အသားကိုဒါမိုးလေးလှမ်းပြရပါဆိုရင်လည်းကျွန်တော်ဖုန်းနံပါတ်လေးကိုမှတ်ထားပေးပါရေးပေးမယ်နော်ဒီနံပါတ်လေးကိုပို့လို့ရပါတယ်ဖုန်းဆက်လို့ပြီးတော့လည်းမေးလို့ရပါတယ်39နော်8 1000ဒီဖုန်းလေးကိုဆက်လို့ရပါတယ်39 88 1000 ဟုတ်ကဲ့ပါအဲ့ဆိုတော့ကျွန်တော်နေ့လည်ကဏ္ဍတော့ပြီးသွားပြီနော်ဟုတ်ပြီကျွန်တော်ညနေတော့စဉ်းစားတော့မယ်ညနေကလည်းဒီကွင်းလေးတိုင်ပဲသွားမှာပါဒီမှာဆိုရင်ကြည့်ပါညနေမှာ4 6ဆိုပြီးထွက်တယ်4ခွန်ဆိုပြီးထွက်တယ်3ည4ဆိုပြီးထွက်တယ်3 6ဆိုပြီးထွက်တယ်အဲ့တော့ကြည့်ပါဒီမှာ4 4ဆိုပြီးပူတော့လားဒီမှာလည်း4ပူသွားပြီဒီမှာကျ3 6ဆိုဖြစ်သွားတယ်အဲ့တော့ခွန်ရဘယ်လိုလာအောင်ဆိုတော့4 6မှာဆိုရင်6 4ခွန်မှာဆိုရင်4ကိုယူမယ်6 4 4 6ဆိုပြီးလာတယ်6 4 4 6လာရနော်အဲ့လိုပဲနောက်တစ်ခုကြည့်မယ်ကျွန်တော်တို့6 6ထွက်တာနော်ဒီမှာ3 2ထွက်ထားတယ်အဲ့တော့6 3ဒီမှာကြောက်ခွန်3ပြန်ထွက်တယ်6 3 6ဒီမှာ6 8အဲ့ပြန်ကြည့်မယ်6 3 6အဲ့လိုအပြန်လှန်လေးထွက်တယ်နော်အဲ့တော့ဒီဘက်မှာကြည့်ကြအောင်မယ်3ည2ထွက်ထားတယ်3ည3ထွက်ထားတယ်ဟော3ည1ဟိုဖြစ်တယ်အောက်မှာပြောနေ့တကနဲ့လွဲတာနော်အောက်မှာကြည့်ပါဦး9 9ထွက်ထားတယ်6 1ထွက်ထားတယ်6 2ထွက်ထားတယ်3ည5ထွက်ထားတယ်အဲ့တော့ကြည့်ပါ5 6 5ဆိုပြီးလာတယ်လှရနော်အဲ့လိုပဲဒီမှာလဲကျွန်တော်ကြည့်ရမှာတစ်ခုပဲ3 5ထွက်ထားတယ်4 1ထွက်ထားတယ်1ခွန်ထွက်ထားတယ်ဒီမှာဘာလာမလဲအဲ့တော့လွယ်လွယ်လေးပါကြည့်ပါ3 1 1ဟာလား3 1 1 3ပေါ့ဟုတ်ပြီ3 1 1 3ဆိုပြီးတော့3လာမှာလားနောက်တစ်ခုရှိတယ်5 5 1 1 5ဆိုပြီးလာမှာလားအဲ့တော့ကျွန်တော်တို့က3 5ကတော့အပိုင်ရသွားပြီ3 5လုံးဝအပိုင်နော်3 5အပိုင်ရသွားပြီဆိုရင်3နဲ့5နဲ့ပတ်တယ်ဆိုရင်ကိုပဲအဆင်ပြေနေပြီအကိုတို့မဟုတ်တယ်နော်3နဲ့5နဲ့ပတ်ရင်ကိုအဆင်ပြေနေပြီဒါပေမဲ့လို့ကျွန်တော်ကသိကြအောင်နောက်ထပ်သူ့ကိုဘာကက်ရမလဲဆိုကျွန်တော်လိုက်ရှာမယ်လိုက်ရှာမယ်ဆိုတော့ကျွန်တော်တခုသွားတွေ့တယ်ဘာသွားတွေ့တာတော့ဆိုတော့ကျွန်တော်နေ့လေကဏ္ဍတော့ကြတော့ဒီနေ့လေထွက်ဖို့ကဏ္ဍတော့ကြတော့ညနေကဏ္ဍကိုတစ်ပေါင်းပေးရတာနော်အဲ့တော့ညနေကဏ္ဍထွက်ဖို့အတွက်ဆိုရင်နေ့လေကဏ္ဍကိုကျွန်တော်3ပေါင်းပေးမယ်အဲ့တော့နှစ်ကို3ပေါင်းတော့9ရမယ်ဒီ3ကို3ပေါင်းတော့6ရမယ်ဒီ9 6ဆိုတဲ့ကဏ္ဍကဒီမှာပါလာတော့ဆိုတော့3 6ဆိုပြီးလာတယ်အဲ့တော့တစ်လုံးမညီဘူးလားအဲ့လိုပဲနေ့လေကဏ္ဍကို3ပေါင်းမယ်ခွန်3ပေါင်းတော့3ည9ကို3ပေါင်းတော့8နော်နေ့လေကဏ္ဍကိုပေါင်းမယ်နော်ခွန်ကို3ပေါင်းတော့3ည9ကို3ပေါင်းတော့8 3ည8ကဘာလာတော့ဆိုဒီမှာ6 8ဆိုပြီးလာတယ်
လှရနော်ခွင်လေးဟုတ်ပြီ6ရှစ်ဆိုပြီလားညည့်ရနော်ဟုတ်ပြီအဲ့တော့ဒီနေ့လေကနန်းကို3ပေါင်းတော့မယ်3ညခွန်နော်3ညကို3ပေါင်းတော့3ဒီမှာခွန်ကို3ပေါင်းတော့3ည3တုံညဒီမှာဘယ်မှာညည့်တော့ဆိုဒီမှာ3ည5ဆိုပြီး3ညတစ်လုံးပြန်မညည့်ဘူးလားရန်လှတယ်နော်အဲ့လိုပဲအဲ့တော့အကွက်ကမပြတ်ဘူးနော်အဲ့တော့ကျွန်တော်တို့ကနေ့လေကနန်းကို3ပေါင်းမယ်ခွန်ကို3ပေါင်းတော့3ညခွန်3ပေါင်းတော့3ညလာမယ်လေ3ညလာမယ်4ကို3ပေါင်းတော့ဘာလာမလို့ခွန်လာမယ်3ညခွန်ဟုတ်တယ်နော်ဟုတ်နော်ညနေကနန်းဘာကောင်းတော့ဆို3ညရဲ့ခွန်ရဲ့ကောင်းတယ်ညနေကနန်း3ညရဲ့ခွန်ရဲ့ပေါင်းတယ်ခွန်8ဟုတ်တယ်လေးကို3ပေါင်းတော့ခွန်3ညခွန်ဒီမှာကျွန်တော်နည်းနည်းလွဲသွားတယ်ထင်တယ်ညနေမှာကျွန်တော်အောင်နည်းနည်းစားသွားခွန်8ဟုတ်တယ်ဒီညနေကနန်းကိုနည်းနည်း cancel လုပ်ကြည့်အောင်မယ်နော်ထိုးခြင်းတပါဆိုလေထိုးညနေနေ့လေကနန်းကို3ပေါင်းမယ်နော်ခွန်3ပေါင်းတော့3ည4ကို3ပေါင်းတော့ခွန်3ညခွန်ဆိုမှ3ညခွန်တစ်လုံးဟာလာပြီးတော့ညှိမယ်3ညခွန်ဘာနဲ့ကပ်အောင်ဆိုရင်3 5နဲ့ကပ်အောင်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ကပ်ဆရာရှိတာဘာကပ်မလို့ဆိုတော့3ညခွန်3 5ညနေမှာနော်ဒီနားလောက်မှာရှိလိုက်အဲ့တော့ဒီကောင်ကိုcancel လုပ်လိုက်တော့မယ်နော်ထိုးချင်တယ်ပါဆိုလဲဟာဒီကဏ္ဍလေးထိုးချင်တယ်ပါဆိုထိုးလိုက်ပါကျွန်တော်လည်း cancel လိုက်ပြီဒီဟာလေးညနေအတွက်နော် cancel လိုက်ပြီနေ့လေကတော့ထိုးပါနေ့လေထိုးပါညနေအတွက် cancel လိုက်ပြီညနေအတွက်ကီးရပါရှိအောင်ဆိုတော့လွယ်လွယ်လေးပါပဲဒီနားလေးမှာရေးလိုက်မယ်နော်3ညခွန်ကိုဘာကပ်မလို့ဆိုတော့3 5ကပ်ရပါမယ်3ညခွန်ဘာကပ်မလို့3 5ကပ်ရပါမယ်အဲ့တော့ထိုးစရာပါရှိတော့ဆိုတော့ညနေနော်ဒါညနေထွက်မှာကနဲ့3ည3ရှိမယ်3ည5ရှိမယ်ပြီးတော့ပါရှိမနော်ခွန်3ရှိမယ်ခွန်5ရှိမယ်ကနန်း4ကိုထွက်လာပါပြီညနေမှာပါအပိုင်တာတွဲလိုက်ပါဗျာလုံးဝအရန်လှပါတယ်ကျွန်တော်ပြန်ပြပြရမလားနောက်တစ်ခေါက်လောက်ပြန်ပြမယ်နော်ကျွန်တော်နေ့လေကနန်းတော့ပြန်ပြမယ်ရှေ့နေ့လေထွက်တဲ့ကနန်းတွေကိုကြည့်လိုက်ပါရှေ့ခွန်6 5ဆိုတဲ့စီနီယာတိုင်းသွားတယ်နောက်ပြီးတော့9 3ည3ညဆိုပြီးတော့သွားတယ်နောက်တစ်ခုကျတော့2 3 6ဟောလေးဟုတ်တယ်2ပြီးတော့3သွားတယ်6ပြီးတော့ခွန်သွားတယ်2 3 6ခွန်2ပြီးတော့3ညီကိုသွားတယ်6လာတယ်6ခွန်ဆိုပြီးသွားတယ်ညီကိုပြန်သွားတယ်နော်အဲ့လိုပဲ2ခွန်2ခွန်ဆိုပြီးသွားမှာလား2ရှေ့ဆိုပြီးသွားမှာလားဆိုပြီးတော့ကျွန်တော်တို့ကနေ့လယ်မှာခွန်8အပိုင်ရတာနေ့လယ်မှာခွန်8လုံးဝအပိုင်ပါအဲ့ဒါကိုနေ့လယ်ခွန်8ကိုပတ်လိုက်မလားကျွန်တော်တို့ပတ်လိုက်မလားကျွန်တော်တို့ကတော့ပတ်ချင်ဘူး50 100ပဲတက်နိုင်တာကျွန်တော်တို့ကမရှိဘူးထိုးခြင်းမရှိဘူး200 300တော့မထိုးနိုင်ဘူးထပ်ပြီးရှာကတ်လိုက်မယ်ဆိုရင်အကွမ်းချုပ်လိုက်မယ်ဆိုရင်ကျွန်တော်ပြောတဲ့ဒီကွင်လေးကနေရှာပါနေ့လေအတွက်ဆိုရင်ဒီကောင်တွေကိုတစ်ပေါင်းမယ်ညနေရကောင်တွေကို6ကိုတစ်ပေါင်းတော့ခွန်3ကိုတစ်ပေါင်းတော့4ခွန်4ဆိုပြီးဒီမှာခွန်4ကဒီမှာခွန်တစ်လုံးပြန်ညှိခွန်5မှာခွန်5နော်ခွန်တစ်လုံးပြန်ညှိရယ်ခွန်5အောက်က3 6 3ကိုတစ်ပေါင်းတော့4 6ကိုတစ်ပေါင်းတော့ခွန်4ခွန်4ခွန်ကဒီမှာခွန်တစ်လုံးပြန်ညှိဟုတ်ပြီနော်အဲ့တော့အောက်ကညနေ6 8ကိုကြည့်မယ်6ကိုတစ်ပေါင်းတော့ခွန်8ကိုတစ်ပေါင်းတော့9ခွန်9ကဒီမှာဗာပြန်ညှိတော့ခွန်4ဆိုပြီးပြန်ညှိတယ်ဟုတ်ပြီ3ည5ကိုတစ်ပေါင်းတော့မဆိုတော့3ညကိုတစ်ပေါင်းတော့1 6ကိုတစ်ပေါင်း5ကိုတစ်ပေါင်းတော့6 1 6ကဘယ်မှာပြန်ညှိမှာနေ့လယ်မှာပြန်ကိုညှိရမယ်ဒီခွင်ကလုံးဝနော်
ဒီတွက်ခွင်ရရန်ကိုလှပါတယ်အဲ့တော့16လုံးဝပြန်ညာမယ်16ကိုဘာကက်ရမလို့နေ့လယ်မှာခွန်8နဲ့ကက်ရပါမယ်16ကိုခွန်8နဲ့ပတ်ကက်ရမယ်ဆိုတော့ဘာမှထိုးစရာကဏ္ဍနည်းနည်းလေးပဲရှိတော့ပါတယ်နော်နေ့လယ်မှာနော်16ကိုခွန်8နဲ့ကက်လိုက်တဲ့ခါကျတော့1ခွန်ရှိမယ်18ရှိမယ်1ခွန်ရှိမယ်18ရှိမယ်6ခွန်ရှိမယ်68ရှိမယ်အပိုင်မှာလုံးဝအပိုင်မှာဒါနေ့ကင်းအတွက်နေ့လယ်အတွက်နော်အဲ့တော့ညနေအတွက်ကျွန်တော်ပြန်ပြမယ်နော်ညနေအတွက်ဆိုရင်မခတ်ပါဘူးအောက်ကညနေထွက်တဲ့ကဏ္ဍလေးကိုကျွန်တော်လိုက်ကြည့်မယ်6 4 6ဆိုပြီးထွက်ပါတယ်အဲ့လိုပဲဒီဘက်မှာကြည့်တော့ကြည့်မယ်နော်6 6ဆိုပြီးထွက်ပါတယ်ညနေမှာနော်6 3 ခွန်3 68ဆိုတော့လေ6 6ဆိုပြီးထွက်ပါတယ်ဒီဘက်မှာကြည့်ပါမယ်5 6 5ဆိုပြီးထွက်ပါတယ်ညနေမှာနော်အဲ့တော့ကျွန်တော်တို့ဒီမှာဘာရှိအောင်ဆိုတော့3 ဆိုပြီးလာမလားဒါမှမဟုတ်ရင်5 ဆိုပြီးလာမလားညနေမှာဆိုရင်3 5ကြောက်တယ်ဆိုရင်3 5ပတ်ထားပါ3 5ပတ်ပါ3 5ကတော့တစ်လုံးထိကိုထိပါမယ်ဟုတ်ပြီကျွန်တော်တို့ကတိတ်မထိုးနိုင်ဘူးဘာညာပေါ့ဒါကဆိုရင်လေ3 5ကိုဘာကက်မလို့ဆိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီမှာနေ့လေထွက်တဲ့ကဏ္ဍကို3ပေါင်းပြရပါမယ်နှစ်ကို3ပေါင်းတော့9ရမယ်3ကို3ပေါင်းတော့6ရမယ်5 6ကလာပြီ3 6ဆိုပြီးတစ်လုံးညိရဟုတ်ပြီအဲ့လိုပဲနေ့လေကဏ္ဍခွန်9ကိုကျွန်တော်3ပေါင်းမယ်ခွန်3ပေါင်းတော့3ည9ကို3ပေါင်းတော့8 3ည8ကဒီမှာ6 8ဆိုပြီးတစ်လုံးညိပါတယ်အဲ့လိုပဲ3ညခွန်3ပေါင်းမယ်3ညကို3ပေါင်းတော့3ခွန်3ပေါင်းတော့3ည3ညဒီမှာလာပြီးတော့9 3ညဆိုပြီးတစ်လုံးညိပါတယ်အဲ့လိုပဲဆိုရင်ကျွန်တော်တို့ကလွယ်လွယ်လေးဖြစ်သွားပါပြီခွန်ကို3ပေါင်းလိုက်တော့ဘာရမလဲ3ညရပါတယ်4ကို3ပေါင်းတော့ခွန်ရပါတယ်အဲ့တော့ဒီကြတဲ့ဘောက်က3ညခွန်မှာ3ညခွန်ဘာနဲ့ကတ်ရမလဲဆိုရင်ညနေ3 5လေးနဲ့ပဲဘယ်လိုလုပ်လိုက်တော့မလို့အကောင်မတွေစိတ်ကြက်ကတ်လို့ရပါတယ်ဒီကဏ္ဍလေးမှာဆိုရင်ထွက်လာမယ့်ကဏ္ဍလေးကဘာလေးပဲရှိတော့မလို့3ည3ရှိမယ်3ည5ရှိမယ်ခွန်3ရှိမယ်ခွန်5ရှိမယ်အဲ့တော့ညနေတော့ဆိုရင်ဒီကောင်ချစ်ချလိုက်တော့ချစ်ချလိုက်တော့အရန်လှတာက3ည3 3ည5ခွန်3ခွန်5ဒါညနေအတွက်နော်ညနေအတွက်ညနေကဏ္ဍကနဲတဲ့ကွာဆိုရင်မနက်မှာထိုးထားခြင်းနဲ့ဆိုရင်လည်းထိုးထားပါဒီကြားကတော့အပူတော့ရန်ထားပါအပူရန်ထားပါအပူလည်းလာနိုင်လို့ပေါ့နော်ဒီခွင်းတွေပြတ်သွားခဲ့တည်ရှိတော့အပူလာနိုင်ပါတယ်ဟုတ်ပြီမင်းကျွန်တော်ပြတဲ့ခွင်းနာပြက်ခဲ့တည်ရှိတော့လာနိုင်တဲ့ကဏ္ဍကဘာကဏ္ဍမှမရှိပါဘူးဘာပြန်လာနိုင်တော့ဆိုတော့1 3 9 8မလားဒီကွက်ကနေစပြီးတော့ဒီကွက်ကထွက်တဲ့ကဏ္ဍကိုပြန်ထိုးမယ်ဒီကွက်ကထွက်တဲ့ကဏ္ဍကိုပြန်ထိုးမယ်ဒီကွက်ကထွက်တဲ့ကဏ္ဍကိုပြန်ထိုးမယ်ဒါလည်းပြန်ထိုးမယ်ဒီကဏ္ဍနဲ့ကွက်လည်းပြန်ထိုးမယ်ပြန်ထိုးလိုက်လို့ဒီမှာပြန်ကြလာနိုင်ပါတယ်ဒီမှာပြန်မကြပဲကျွန်တော်ပြောတဲ့ကဏ္ဍနေပါခဲ့တည်ရှိတော့ဒီထွက်ထားတဲ့ဒီကဏ္ဍနော်ဒီမှာလည်းထွက်မဲ့ကဏ္ဍနေဟာတနင်္လာလေးမှာပြန်ထိုးပါပြန်လာမှာပါပြန်ကြကဏ္ဍပြန်လာမှာပါဘာလို့ဆို1 3ကိုဘိုးပြုတ်ပြီးကျွန်တော်တွက်ထားတဲ့အရာမလို့ပြန်ကိုလာမှာပါအဲဒီတွက်ကွင် site တစ်ခုရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ပေါက်ခက်တည်ရှိတော့ကျွန်တော်ကိုအကိုရေးညီရေးသားရေးသားပြောတဲ့ခွင်လေးကြောင့်ပေါက်တယ်ဆိုပြီးတော့ဖုန်းဆက်အကြောင်းကြားပေးပါဦးကျွန်တော် subscriber လည်းနည်းနေပါတယ်ကျွန်တော်ကောင်းလေးကို follow လုပ်ပေးပါပြီးတော့ကျွန်တော်ကနေ့တိုင်းဗီဒီယိုတင်မှာမဟုတ်ပါဘူးပေါ့နော်ကျွန်တော်ပိုင်းနေဆိုတဲ့နေ့ကြမှာပဲတင်မှာပါကျွန်တော်အကောင့်လေးကိုအများတန်းကျွန်တော်တင်နေမြသိအောင် subscribe လုပ်ပေးပါပြီးတော့noti တက်အောင် noti လေးကိုတစ်ချက်နှိပ်ပေးပါခေါင်းလောင်းပုံစံလေးကိုတစ်ချက်နှိပ်ထားပေးပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စီဖုန်းဆက်ချင်တယ်ဆိုရင်တော့3988 1000နဲ့3ပါအားလုံးကျေးဇူးတင်ပါတယ်အားလုံးပေါက်ကြပါစေ